ကဲကျွန်တော်ရဲ့လုပ်ငန်းရှင်ဘောစီများကို 660cc ပစ်ကက်ကလေးတွေကျွန်တော်ပြပေးမယ်နော် Suzuki brand နဲ့ရှိမယ် Hijet ထဲရှိမယ် Mitsubishi mini ကက်ကလေးတွေရှိမယ်ခင်ဗျ Manual auto လေးတွေပါရန်ကုန်လိုင်စင်ပဲခူးလိုင်စင်လေးတွေရမယ်ကာလာလေးတွေကတော့အဖြူလေးတွေပဲဖြစ်မယ်ခင်ဗျာနော်ဒါကားရဲ့နောက်ခွင်စတီအမိုးကိုင်းခြေနှင်းလေးတွေအကုန်ပါပြီးသားနော်အကုန်လုံးကြည့်လိုက်ပါတန်ကြီးအဆွေးပြုလုံးဝမရှိပါဘူးနော်တကားလေးတွေကကျန်းကင်းလေးတွေအစားအသေးစိတ်ပြပေးမယ်ခင်ဗျ660 CCO မှာ660 CCO မှာဒါ AC power အစုံလေးတွေဖြစ်မယ်နော်ဒါလေးကတော့အတွင်းကန်းလေးတွေခင်ဗျဒီမှာကျန်းကင်းလေးတွေချက်လှက်ပြပေးထားတယ်နော်မန်ရွယ်ဂီယာလေးဖြစ်မယ်2 wheel 4 wheel ခလုတ်ကလေးပါမယ်နော်နောက်ကျန်းကင်းလေးတွေအစားလှမယ်နံပါတ်တန်းအဲတန်းခင်ဗျနော်ဖရိန်အဆွေးပြုလုံးဝမရှိပါဘူးပြန်စေးကင်းပါတယ်ခင်ဗျဒီကားလေးရဲ့ဈေးနှုန်းက932မှ8သိန်းနော်အမဈေး model လေးတွေကျွန်တော်ပူးတွဲရေးပြပေးထားတယ်ဒါကတော့ P တန်းလေးရမယ်ခင်ဗျာနော် Mitsubishi လေးကပါခုံ2ခုံပါမယ်နော်ဟိုဘက်ဒီဘက်ဒါလေးလည်း manual လေးပဲခင်ဗျာနော်4 wheel 2 wheel 4 wheel ခလုတ်ပါတယ်နော်ဖရိန်လေးတွေလှမယ်တာယာတွေအားကောင်းမယ်962မှ8သိန်းနော်တကားလေးကဒါတော့ Hijet manual auto chain လေးဖြစ်မယ်နံပါတ်အလှ I တန်းလေးပါခင်ဗျာတော့ကျွန်တော် manual ဈေးနဲ့ပဲရောင်းပေးမယ်ရုပ်ပြောင်းတော့ 5 ရုပ်ပြောင်းနော်ဒါအတွင်းကန်းလေးပါခင်ဗျဈေးနှုန်းလေးရဒီကောင်းကို938သိန်းညှိနှိုင်းရောင်းချပေးမယ်နော်ဈေးလေးတွေကတော့အပြောင်းလဲရှိတတ်ပါတယ်ခင်ဗျာဒါတော့ရန်ကုန်လိုင်ဈေးလေးခင်ဗျဒါတော့ Suzuki G တန်းလေးဖြစ်မယ်နော်အရေးကြငွေချမ်းလက်ထက်အားလုံးဆင်ပြေမယ်ကားလေးတွေနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988933938ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့39933939995139ကိုလည်းဆက်သွယ်မေးမြန်းနိုင်တယ်ခင်ဗျာနော်ကျွန်တော်ရှိမှရှိတဲ့ကားလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်ဟိုပါဗောနော်အတိုက်ခိုက်ဖောက်ဆုပ်ဖြတ်ဆက် WRDA ရင်မှန်ကန်မှုစာအုပ်မှန်ကန်မှုအတွက်ကို100ရာခိုင်နှုန်းအာမခံတယ်ဆိုတဲ့အကြောင်းနှုတ်တရားစာတစ်လုံးစာချုပ်ထဲမှာပါထည့်သွင်းရေးပေးထားပါတယ်ခင်ဗျာမိမိတို့အတွက်ပို့ပြီးတော့ခိုင်မာမှုရှိတာဗောနော်ရောင်းလို့တော့ကားများကိုလည်းပြန်လဲဝယ်ယူပေးလျက်ရှိပါတယ်ခင်ဗျာကျွန်တော်ကတော့ကိုချမ်းမှာနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ကျွန်တော်တို့ site တီနေရာရာသားတွေလမ်းမကြီးပေါ်မှာတည်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်